大家好哦，这几颗是 topaz 哦，它颜色很清透亮，但不扎眼的那种，在光线下有火彩，然后呢看着很干净的那种。这种 topaz 最大的优点就是它那个显清爽、显气质的，然后日常戴很好搭的那种。它的缺点我也说清楚哦，它阴湿度不算高，但是佩戴时要记住磕碰。如果是你喜欢这种干净、清清爽爽的宝石 topaz 真的很适合。然后呢，它这个价格也是挺友好的，它这个全部一起才2000人民币，全部一起才2000人民币哦。它这个喜欢的话可以私信了啊，谢谢大家。Hello အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့တူပတ်လေးပေါ့နော်ရမ်းလာနော်ဒါပြကြည်လေးတို့ရပြင်နာစာလေးတွေခင်းပါလေရှင်ဒီလေးဆိုလို့ရှိရင်အထက်ခတ်ရမ်းလာဒါလေးဆို necklace တစုံစာပေါ့နော်ဒါလေးကကျတော့ဆွဲတီလက်စွပ်ဆွဲတီအဲ့လိုလေးပေါ့နော်ရမ်းလာပါရှင်ဒါလေးတူပတ်လေးပါပြီးတော့ဒါလေးကစီးလေးကကျတော့2သိန်းခွဲလေးပါပဲရှင်ဒါလေးအကုန်လုံး2သိန်းခွဲလေးပါဒါလေးအစား EPR ဘူးလေးစီထားပါနော်ဒါလေးကဘူးလေးရနေထုတ်ပြီးမှပြတာပေါ့နော်ကောင်းလေးမြင်ခိုင်းစေချင်လို့လာပါတယ်ရှင်စီးလေးက2သိန်းခွဲလေးပါချိန်လို့ရှင်စီးပြီးမှလာခဲ့ပြီပါ